မင်္ဂလာပါဒီနေ့မှာတော့ AI ကိုမလေ့လာခင်နဲ့လေ့လာအပြီးမှာသင်ဘာတွေပြောင်းလဲသွားမယ်ဆိုတာကို Innovast ကနေပြပြပေးသွားမှာဖြစ်ပါတယ် AI ဆိုတာယနေ့ခေတ်ရဲ့နယ်ပယ်တိုင်းလိုလိုမှာမပါမဖြစ်ပါပဲနယ်ပယ်အသီးသီးမှာ AI tools တွေကလူသားတွေရဲ့လုပ်ငန်းဆောင်တာကိုပုံမလွယ်ကူမြတ်ဆန်ပြုလုပ်ပေးရကြောင်းလူတိုင်းဒီပါ AI tools တွေအသုံးပြုနေကြပါတယ်ဒါပေမဲ့အဲ့ဒီ AI tools တွေဘယ်လိုဖြစ်ပေါ်လာတယ်လဲသူတို့ကိုဘယ်လိုတိစောက်ရလဲဆိုတဲ့နောက်ွယ်က AI နည်းပညာအကြောင်းတွေကိုတော့လူတိုင်းမသိကြပါဘူးသင်လည်းထိုအထက်မှာပါဝင်နေလို့ AI နည်းပညာကိုလေ့လာတဲ့မလေ့လာတဲ့စဉ်းစားနေရတယ်ဆိုရင်သင်အတွက်အထောက်အကူဖြစ်စေဖို့ AI ကိုမလေ့လာခင်နဲ့လေ့လာအပြီးမှာဘာတွေပြောင်းလဲသွားနိုင်မလဲဆိုတာကို Innovast ကနေပြပြပေးသွားပါမယ် AI ကိုမလေ့လာခင်မှာသင်အနေနဲ့ AI နည်းပညာဆိုတာမိမိနဲ့အလံဝေးပြီးခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့ထင်တယ်အသုံးများတဲ့ ChatGPT, Gemini လို AI tools တွေကိုသုံးတတ်ရုံနဲ့ AI ကိုနားလည်သွားပြီလို့ထင်တယ်AI terms တွေဖြစ်တဲ့ machine learning, deep learning ဆိုတာဘာလဲ data တွေကိုဘယ်လိုသုံးရတာလဲ model တွေကဘယ်လိုလုပ်တာလဲဆိုတာနားမလည်ဘူး AI ကလူတွေစဉ်းစားတွေးခေါ်တယ်လို့ဘာကြောင့်တွေးခေါ်နိုင်တာလဲနဲ့ဘယ်လိုလုပ်တယ်လဲဆိုတာမျိုးလည်းမသိတာတွေကြုံတွေ့နိုင်ပါတယ်ဒါပေမဲ့ AI အခြေခံတွေကိုလေ့လာပြီးနောက်မှာတော့ AI ဘယ်လိုလုပ်လဲဘယ်လိုစဉ်းစားတွေးခေါ်လဲဆိုတာသိလာတယ် AI နည်းပညာဟာနားလည်လာတဲ့အမျှအသုံးပြုရလွယ်ကူကြောင်းလည်းသိလာမယ်Data က AI အတွက်ဘာကြောင့်အရေးကြီးလဲ AI, ML, DL တို့ကဘယ်လိုကွဲပြားလဲဘယ်နေရာတွေမှာအသုံးပြုရလဲဆိုတာခွဲခြားသိလာတယ်ဒီနည်းပညာတွေကိုအသုံးချပြီး AI tools တွေကိုယ်တိုင်တည်ဆောက်နိုင်လာမယ် AI ကိုစိတ်ချယုံကြည်စွာနဲ့အသုံးပြုလာနိုင်မှာပဲဖြစ်ပါတယ် AI ကိုလေ့လာတာကအနာဂတ်အသက်မွေးဝမ်းကြောင်းအတွက်ခိုင်မာတဲ့ skills တစ်ခုရရှိနိုင်အောင်သာမကပါဘူးစွန့်ဦးတည်ထွင်သူတွေစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့မိမိလုပ်ငန်းကိုချဲ့ထွင်ဖို့ business ဘိုင်းဆိုင်ရာတိုးတက်အောင်ပြုလုပ်ဖို့နဲ့အသုံးစရိတ်လျှော့ချဖို့အတွက် AI ကိုအသုံးပြုနိုင်ပါတယ်ကျောင်းသားတွေအနေနဲ့လည်းပညာရေးလမ်းကြောင်းကိုအထောက်အကူဖြစ်စေမဲ့နည်းလမ်းတွေကို AI အသုံးပြုရှာဖွေနိုင်တယ်လို့စာလေ့လာရဲ့နေရာမှာမလိုအပ်ဖဲအချိန်မကုန်အောင် AI အသုံးပြုပြီးရှင်းချနိုင်ပါသေးတယ်။ AI နဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးချင်သူတွေအတွက်လည်း Innovast ရဲ့ AI Essential အတန်းကသင်ရဲ့စာမှတ်ကောင်းတစ်ခုအဖြစ်ရှိနေပါတယ်။ AI Essential အတန်းရဲ့အသေးစိတ်အချက်အလက်ကိုတော့ Innovast ရဲ့ Facebook page မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။အချိန်ပေးပြီးနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။